ဇလန်းစာတော့ကြောက်တုံးကုန်ပါတဲ့တခိုးအဖွဲ့ကစီစဉ်တဆိုင်ကိုဖောက်ခွဲနေကြဆိုင်ထဲမှာရှိတဲ့တမိုးကြီးစင်တလုံးကိုခိုးယူလိုက်ပါတယ်အဲ့ဒီအချိန်ပဲရဲတွေရောက်လာတာကြောင့်တခိုးတွေလည်းထွက်ပြေးသွားကြပြီးရဲတွေကလည်းအနောက်ကနေလိုက်ဖမ်းရပါတယ်တနေရာမှာတော့ကျောင်းတခိုးတွေဟာအကြောင်းပိတ်မိသွားကြပြီးဗန်ရဲလောက်ကွက်ကောင်းကောင်းမှအတူယူလိုက်ကနေရာကနေထွက်ပြေးဘုံကိုလွှမ်းပေးလိုက်ပါတယ်နောက်ကျက်မှာတော့မိတ်ဆွေဟောင်းကြီးဝစ်စင်ကအရေးတုတ်ပြန်တဲ့အမောတစ်ခေါက်ပြေးလာနေကရှောက်လို့အုပ်စီတို့လာပြီးနောက်ကျက်မှာတော့မိတ်ဆွေဟောင်းကြီးဝစ်စင်ကအရေးတုတ်ပြန်တဲ့အမောတစ်ခေါက်ပြီးနေကရှောက်လို့အုပ်စီရွက်လာပြီးအမောတောင်မဖြေနိုင်ပဲပြောစရာရှိတာတွေကိုအရင်ဦးဆုံးပြောလိုက်ပါတယ်ရှာလောက်အောင်ကတော့ဒေါက်တာဝက်ဆန်ကိုအရင်ဦးဆုံးနားခဲ့လိုက်ပြီးရေကြီးတုံးနဲ့ပြေးလာဖို့ရတော့အမှုတစ်ခုကိုတိလာရပြီးမလားလို့ပြောလိုက်ကသူထင်တာမှမလို့ရှိရင်အမှုဟာစိန်ခိုးတဲ့အမှုပါတယ်ဒေါက်တာဝက်စ်လည်းသူမပြောရသေးခင်မှာတင်ချလုပ်သိနေပြီဖြစ်နေတာကြောင့်အံ့ဩနေရပြီးဘယ်ဒီရဲ့အတွင်းမှာစိတ်ခေါ်မှုဟာ၃ခုတော့ရှိနေပြီလို့ပြောလိုက်ပါတယ်ရှားလောင်ဟုံကအမှုကြောင့်အသေးစိတ်ပါတယ်နှစ်တစ်တို့သတင်းသားကိုလည်းမေးလာခဲ့တယ်မလားလို့ပြောလိုက်ပြီးဝေစာလည်းအခုမှတတိယသွားကကိုအပြစ်တင်ပြီးပါတယ်ရှားလောင်မဲ့ကိစ္စမရှိပါဘူးလို့ဝင်နှစ်တစ်ပေးလိုက်ပြီးသတင်းတော်ကိုနှုတ်ထွက်လာလိုက်ပါတယ်ရှားလောက်မှုကဂျယ်ရီကိုတကိုသတင်းစာဝယ်ပေးဖို့အတွက်အကျိုးစီးကြီးတပြားကိုပေးလိုက်ကဂျယ်ရီကတော့အကျွေးစီလေးကိုမနိုင်မနှင်းသိပြီးတော့သတင်းစာဝယ်ပေးဖို့အတွက်ထွက်သွားရပါတယ်တနေရာမှာတော့တတောင်းကင်ပြီးတော့သူသွားရမယ့်နေရာကိုလိုက်ရှာနေပါတယ်ဂျယ်ကအကျွေးစုကိုလှိမ့်ရင်းနဲ့လူတွေရတဲ့ဖက်လာနေပြီးတနေရာမှာတော့ကအကျွေးစီးကိုလည်းလွတ်သွားပါတယ်လွတ်သွားတဲ့အကျွေးစီးလေးဟာဆက်လုပ်ရည်လူကိုစက်တက်မဲ့ရောက်သွားပြီးတိုကလည်းကန်ကောင်းမီအမှတ်နဲ့ဂျယ်ရီလေးရဲ့ကောက်ဖို့လိုတဲ့အချိန်မှာကန်ဆိုးကျင်တော့ပြုတ်ကျလာတဲ့အုတ်ခဲတွေကတိုးမောကိုကလည်းကန်ကောင်းမီအမှတ်နဲ့ဂျယ်ရီလေးရဲ့အကျွေးစီးကိုကောက်ဖို့လိုတဲ့အချိန်မှာကန်ဆိုးကျင်တော့ပြုတ်ကျလာတဲ့အုတ်ခဲတွေကတိုးပေါ်ကိုကွက်တီးကြပါတယ်ဂျယ်ရီကတော့ခီတီနဲ့ပဲတိုစီမှာရှိနေတဲ့သူ့ရဲ့အပစ္စည်းကိုပြန်ယူလိုက်ပြီးသတင်းတွေကိုချစ်မနက်နဲ့သွားစရာရှိတာကိုဆက်ပြီးထွက်လာရပါတယ်ဂျယ်ရီကလည်းဝယ်စရာရှိတဲ့သတင်းသားကိုဝယ်လာပြီးသတင်းစာလေးကိုလှိမ့်ကအိမ်ကိုပြန်လာနေပါကလေးဂျယ်ရီဟာတလွဲလှုပ်လိုက်မိပြီးစီးပိုင်းတွေပွေးချမိတယ်လို့ဖြစ်သွားကသူကိုလည်းစီးပိုင်းတစ်ခုပေါ်ကနေပါသွားပါတယ်ကန်ထူးရှင်တုံးကတော့ဂျယ်ရီရဲ့လမ်းမှာပိတ်ရက်မိတယ်လို့မျိုးဖြစ်သွားတာကြောင့်ဂျယ်ရီကတော့ခီဒီနဲ့ဘဲတိုစီမှာရှိနေတဲ့သူ့ရဲ့အပြည့်စည်းကိုပြန်ယူလိုက်ပြီးသတင်းတွေပုတ်တာပါတယ်တုံးကလည်းဘာတွေဘလို့ဖြစ်သွားမယ်မသိလိုက်ပဲမကြည်မနှက်နဲ့သွားစရာရှိတာကိုဆက်ပြီးထွက်လာရပါတယ်ဂျယ်ရီကလည်းဝယ်စရာရှိတဲ့သတင်းသားကိုဝယ်လာပြီးသတင်းစာလေးကိုလှိမ့်ကအိမ်ကိုပြန်လာနေပါပြီးတနေရာမှာတော့အမွေစင်လေးဂျယ်ရီဟာတက်လွဲလှုပ်လိုက်မိပြဒီစီပိုင်းတွေပွေးချမိတယ်လို့ဖြစ်သွားကသူကိုလည်းစီပိုင်းတစ်ခုပေါ်ကနေပါသွားပါတယ်ကန်ထူးရှင်တုံးကတော့ဂျယ်ရီရဲ့လမ်းမှာပိတ်ရက်မိတယ်လို့မျိုးဖြစ်သွားတာကြောင့်စိန်ပိုင်းတာပါမိသွားကလမ်းနဲ့တသားလေးဖြစ်သွားရပါတယ်ဒီတစ်ခေါက်မှာတော့တွန်းလဲမကြည်မနှက်ဖြစ်သွားပြီးဂျယ်ရီရဲ့နောက်ကိုပေးလိုက်လာကဒီတစ်ခေါက်မှာတော့တွန်းလဲမကြည်မနှက်ဖြစ်သွားပြီးဂျယ်ရီရဲ့နောက်ကိုပေးလိုက်လာကပြေးရင်လွှားရေးလိုက်ရင်ဖမ်းအိတ်နဲ့ဂျယ်ရီရဲ့တန်ပန်းတန်ကတာမိသွားပြီးနောက်တစ်ချိန်ခံလိုက်ရပြန်ပါတယ်ဂျယ်ရီကတော့အိမ်ထဲကိုဝင်ပုတ်တက်လုပ်နေပြီးကတော့တက်နိုင်နေနဲ့ဂျယ်ရီကိုလှမ်းပြီးပြစ်ပေါက်ပါတယ်ဂျယ်ရီကိုတော့မှန်မသွားပေမဲ့သတင်းစာကိုစိုက်မိသွားပြီးဂျယ်ရီကလည်းရအပိုင်းလေးကိုဆွဲကရှောက်တော့ဝေတဲ့အခန်းထဲကိုပြေးဝင်သွားပါတယ်သူကလည်းအခန်းထဲထိလိုက်လာပြီးဂျယ်တီကိုဖမ်းရင်းနဲ့ပေါက်ချီးနေတခန်းလုံးမြောက်ဆန်ကုန်ကြပါတယ်နောက်ဆုံးမှာတော့ဒေါက်တာဝင်းဆန်ကတွန့်ရုံဝင်ဟောက်လိုက်ရပြီးတွက်ပလင်းချိန်သွားရပါတယ်ဂျယ်ရသူ့စီမှာပါလာတဲ့သတင်းစာအပိုင်းလေးကိုထုတ်ပေးလိုက်ပြီးသတင်းစာတစ်ခုလုံးကတော့စုပ်ပြတ်နေပြီးဖြစ်ကကြားလာတဲ့အပိုင်းစာစလေးတွေကနေပဲနေကက်မဲ့ကြအောင်ပါလာတာကြောင့်ရှားလောက်ဟုံလည်းအနှဲငယ်စိတ်ညစ်သွားရပါတယ်သူရောက်နေတာဟာရှားလောက်ဟုံရဲ့အိမ်ဆိုတာကိုတီးသွားတာနဲ့ချက်ချင်းပဲသူ့စီမပါလာတဲ့စာကိုရှားလောက်စီကိုလွယ်ပေးလိုက်ပါတယ်ပရိုနိုင်ကျေပြဆက်ယုံမှာအမှုနဲ့ပတ်သက်တာတခုရှိနိုင်မယ်လို့ပြောထားတာကိုတီးလိုက်ရပါတယ်ရှားလောက်ဟုံနဲ့ချက်ထစ်ချင်းသွားဖို့အတွက်အသစ်ပြင်လိုက်ကြပြီးဂျေကိုလည်းတီးတင်မြကကပြန်မှုကိုမျက်တောင်မခံတန်ဂျယ်ရီကတော့အိမ်ထွင်းမထိန်နိုင်အောင်ဖြစ်နေတာတုံကဝင်ထိန်နေရပါတယ်ကပဲသူ့ကိုလာတွေ့ပေးတဲ့အတွက်ကျေးဇူးနေကြောင်းပြောပြနေပြီးသူ့ကိုတစုံတစ်ယောက်ကကြေးရုပ်စာတွေပို့နေကြောင်းပြောလိုက်ပါတယ်ဒီအချိန်မှာရှားလောက်ကသူ့ရဲ့ဆူရှာထားတဲ့အမြင်နဲ့ကဲလက်စုကိုတွေ့သွားကြောင်းစစ်စင်ထားတဲ့သူပဲဆိုတာကိုသိသွားပြီးဒီကိစ္စတွေကမင်းစစ်ထားတဲ့သူနဲ့ဘက်ကလည်းဟုတ်ကြောင်းနဲ့သူ့ရဲ့ဆက်သက်ထားတဲ့သူကအတိုင်းဝိုင်းကြီးတဲ့မိသားစုတစ်ခုကဖြစ်ပြီးသူ့ရဲ့မိသားစုကတာကိုပတ်သက်ရုံပဲဆိုတာကိုတီးသွားလို့ရှိရင်သဘောတူမှာမဟုတ်ဘူးလို့ပြောပြနေကဒီလိုအချက်ကိုတီးထားတဲ့သူတယောက်ကသူ့စီကနေဝင်ကျင်ဖို့အတွက်ချင်းစာတွေကိုပို့နေတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ရက်ကပဲသူတို့တောင်းတဲ့ဝင်ကိုလည်းသူတို့ပြောတဲ့နေရာတစ်ခုစီမှာအမြဲတမ်းမိသွားပါတယ်ရှားလောက်ဟိုကတောက်တာဝက်ပံကိုခေါ်လိုက်ပြီးအရင်တုန်းကသူတို့ဖြည့်ရှင်းခဲ့မှုတဲ့ခေါင်းတွေအမှုကြောင့်မမိလို့မေးလိုက်အဟိုကွဲဆန်ကိုခေါ်လိုက်ပြီးအရင်တုန်းကသူတို့ဖြည့်ရှင်းခဲ့မှုတဲ့ခေါင်းတွေအမှုကြောင့်မမိတာလို့မေးလိုက်ပါတယ်ဝက်ဆန်ကလည်းရှားလုတ်ဟုံရဲ့မဟာရီယာတီရဲ့အမှုဖြစ်တာကြောင့်တိတ်ပြီးမမိတာပေါ့လို့ပြောလိုက်ကရှားလောက်ဟုံကအခုဖြစ်နေတဲ့အမှုကလည်းအမှုနဲ့ခက်စစ်မဲ့ဖြစ်ကြောင်းနဲ့ချင်းချုပ်စာအုပ်ပို့တဲ့သူတွေကတကယ်တမ်းမှာတော့အချိန်လိုချင်တာဖြစ်ကဖြစ်ကိုလည်းနေတာဆိုတာကိုပြောပြလိုက်ပါတယ်ဒေါက်တာဝါဆိုင်ကတော့သူ့ရဲ့အာနာလေးနဲ့ရှားလောက်ဟုံပြောသမျှကိုလိုက်မမီတိုင်ဖြစ်နေရပါတယ်ရှားလောက်ဟုံကပဲတန်ယုံမှာနေကြတာကိုတော့မှအယောင်ပြောင်းပြီးမြင်နိုင်တဲ့ပန်ကြားခဲ့ကြကြီးလို့တင်စားရတဲ့စိန်တုံးကိုပြထားကြောင်းနဲ့မနှက်ဖြန်မနှက်နာနေကျက်တဲ့အချိန်ရှိနေပြီးအဲ့ဒီစိန်ကိုလူတွေကြားထဲမှာထုတ်ပြမဲ့အကြောင်းနဲ့သူသာခိုးမဲ့သူဆိုရင်တော့အဲ့မှာပဲစင်ယုံခိုးမှ
ပေးနေရပါတယ်ကတော့သူ့ရဲ့သားဖြစ်သူကိုအဆောင်တယောက်ဖြစ်ရတာရဲ့ကုဏယူထားတဲ့အကြောင်းတွေကိုပြနေပြီးသူတို့လုပ်ရမယ့်တာဝန်တွေကိုပြန်နေကအလုရှုံနေတဲ့အချိန်ကြောင်းတကိုးတွေကတော့မြို့ကနေတဆင့်ကျန်းပြီးဖောက်လိုက်ကြပြီးသူတို့ဆောင်နေတဲ့ကြားတွေကနေပဲစိတ်တုံးကျိုးအောင်မြင်တဲ့ခိုးယူကထွက်သွားခံဒီမှာတော့ကျဲသီးတစ်လုံးကိုတမိတ်တက်တွေဖြစ်နေချန်ထားခဲ့လိုက်ပါတယ်စိတ်ခိုးခံလိုက်ရအောင်တွေကသားဖြစ်သူကိုလည်းငြိမ်သေးနေခံလိုက်ပါတယ်ရှားဟောင်းလူနဲ့အတူရက်ကပါအိမ်ကိုပြန်ရောက်လာကြပြီး round အိမ်ကလိုင်ကောင်းထဲကနေထွက်လာတဲ့တခိုးတွေကလည်းလက်မှတ်တင်နေလို့သွားကြပါတယ်ဒါကြောင့်ရှားလောင်မှုကပဲပက်ကီအိမ်နဲ့ပန်းချက်တရိုးကိုဆက်ထားတဲ့လှုပ်ဝက်တစ်ခုကရှိရမယ်လို့ပြောလိုက်ပြီးရက်ခက်အိမ်ထဲမှာရှိတဲ့လှိုင်ကောင်းကိုလိုက်ရှာကြပါတယ်ဂျယ်ရီကအပေါက်တစ်ခုကိုရှာတွေ့သွားပြီးခီးနဲ့တစ်သားပြားကိုလှန်ဖို့လုပ်နေပါတယ်ဖြစ်ချင်တော့ခီးကဂျယ်ရီလက်ကနေလှုပ်သွားပြီးတွင်ရဲ့အဖေမှာသွားဆိုင်ပါတယ်တွင်ကလည်းဒေါသလာကြအီးနဲ့ဂျယ်ရီကိုပညာပေးဖို့လုပ်လိုက်ပြီးကန်ကောင်းစွာနဲ့တေသားတစ်ခုကိုနင်းမိသွားတာကြောင့်လှိုင်ကောင်းကိုတွေးလိုက်ရကန်ဆိုးတာကတော့သူကတစ်သားစားမိသွားတာပဲဖြစ်ပါတယ်ရှားလောက်ဟုံးတို့တွေလည်းလှိုင်ကောင်းအတိုင်းဆင်းလာလိုက်ကြပြီးတနေရာရောက်မှာတော့လွတ်ဆောင်မှုကိုတွေးလိုက်ရကရှားလောက်ဟုံးတို့တွေလည်းလှိုင်ကောင်းနဲ့ဆင်းလာကြပြီးတနေရာရောက်မှာတော့လွန်မုံကိုတွေးလိုက်ရကရှားလောက်ဟုံးလည်းစိတ်ရပါသွားပြီဆိုတာကိုပြောလိုက်ပါတယ်ရက်ကလည်းအဲ့ကိစ္စကိုချမ်းမနိုင်သေးဘူးလားလို့မေးလိုက်ပြီးရှားလောက်ဟုံးကလေအခုချိန်မှာတိုင်လို့ရှိရင်လူတိုင်းဟာရက်ကိုပဲတရက်ခံလို့ထင်နေကြမဲ့အကြောင်းပြောပြနိုင်ပါတယ်အဲ့ဒီအချိန်မဲဂျယ်ရီကအကြောင်းသဘောတွေခြံခဲ့တဲ့ကြံတီးကိုတွေ့သွားလိုက်ပြီးရှားလောက်ဟုံကိုပေးလိုက်ကရှားလန်ကလည်းသူတို့အတွက်တက်လွှာကြပြီလို့ပြောလိုက်ပါတယ်ရှားလောက်ဟုံကကြံတီးကိုတေချာကြည့်လိုက်ပြီးပညာရှင်ပြီးပဲလက်ခံရှားကအုတ်သမားတယောက်ဖြစ်တဲ့ဘရက်ဂျန်မီရဲ့ဆိုင်ရဟာဆိုတာကိုတန်းသိသွားပါတယ်အဲ့ဒီအချိန်မှာပဲတန်ယုံထဲကနေအချက်ပေးကောင်းလောင်းတန်မိသားကြောင့်ရှားတော်တို့လည်းအမြန်ထွက်ပေးလာရပါတဲတန်ယုံထဲမှာလည်းစိုက်ကသူ့ရဲ့တာဝအကြောင်းမရှိပဲခေါင်းလောင်းကိုမတီးဖို့အတွက်ပြောနေပြီးစကားမဆုံးသေးခင်မှာတင်မဲ့စိမ့်ရင်ပြောင်းနေတာကိုသတိထားမိသွားတာကြောင့်သူကိုယ်တိုင်မှခေါင်းလောင်းကိုတီဝင်တီးရပါတယ်ရှားလောက်ဟုံတို့လူစုကလည်းလှိုင်ကောင်းအပြင်ကိုပြန်ရောက်လာကြပြီးရှားလောက်ဟုံကသူ့နဲ့ဒေါက်တာဝက်ဆန်တို့ဟာကျဲတီးအကြောင်းကိုဆုံးတန်ဖို့အတွက်လက်ခံရှားကိုတာရက်ကိုသူ့ရဲ့အိမ်မှာသွားထားဖို့အတွက်ပြောလိုက်ကမြင်းတဲ့နေရာနဲ့အမြဲထွက်သွားပါတယ်တူဂျယ်ရီနဲ့ရှောက်လောက်အောင်ထွက်လာကြပြီးဂျယ်ရီကလမ်းမှာထူးဆန်းတဲ့ခြေရာတချို့ကိုတွေးလိုက်ရတာကြောင့်တွန်းကိုလှမ်းခေါ်လိုက်ပါတယ်တုံကယူမဆိုင်ပဲအခြေအနေကြောင့်ဂျယ်ရီကအနားမှာရှိတဲ့ကော်ဘာနဲ့လှမ်းပေါက်လိုက်ပြီးတို့ကလည်းဒေါသကြီးနဲ့ဂျယ်ရီကိုနဲ့လက်ရိုက်ပါတော့တယ်ပြီးလွှမ်းရိုက်ရေးပုံနဲ့တနေရာမှာတော့တုံစီကခေါ်ဖျားကိုကြောင်တစ်ခေါင်ကယူလိုက်ကတာကြီးရတာကဟာကွာလို့ပြောလိုက်ကကောက်ရတောင်းတွေလိုက်ကတုံလဲဝေခွဲကခတ်သွားပါတယ်တစ်ဖက်မှာလည်းရဲတွေကဒါရရွန်ဖရဲ့အိမ်ထဲမှာရှိနေတဲ့လှိုင်ကောင်းကိုရှိသွားကြပြီးရက်ကိုတရက်ခန့်လို့ကောက်ချက်ချလိုက်ကြပါတယ်ရက်ကလည်းရဲဒီထဲရောက်နေပြီဆိုတာကိုပြောလိုက်ပြီးဂျေယူနဲ့အတူချက်ချင်းမဲ့နေရာနဲ့ထွက်ပြေးလာကြပါတယ်ရဲဒီကလည်းရှာလာဟောပြောထားသလိုပဲချက်ချင်းဆိုသလိုရိုင်းကိုတရက်ခန့်အပြစ်ထုတ်ပြန်လိုက်ကြပြီးဖမ်းပြီးလို့ရှိရင်ရာတူတူပေးမယ်လို့ကြေညာတာကြောင့်အားလုံးကလည်းတက်ကြွနေကြပါတယ်ဘိုင်းဘက်ကလည်းဒီကိစ္စကိုစိတ်ဝင်စားသွားပြီးတိုက်ကိုခန်းထဲမှာထားခဲ့ဖို့လုံနေကသူပဲပြန်ခံလိုက်ရတာကြောင့်တိုင်းမြက်တူရန်ကိုသာရှာပို့လိုက်ရပါတယ်ရဲတို့တော့ရောက်လေမျိုးအနက်ရဲတွေကိုရှောင်းရင်တင်းရင်နဲ့ရှာလောက်အိမ်ကိုသွားနေကြရပြီးတနေရာမှာတော့ပတ်နဲ့တန်းတိုးကဇေရီတို့တော့ရောက်လေမျိုးအနက်ရဲတွေကိုရှောင်းရင်တရိပ်နဲ့ရှာလောက်ရီအိမ်ကိုသွားနေကြရပြီးတနေရာမှာတော့ပတ်နဲ့တန်းတိုးကတန်းပြေးတန်းဆော့နေရပါတယ်ဘက်ကလည်းအသက်တက်လိုက်နေပြီးတွက်တိုးကလည်းထွက်ပြေးနေကနောက်ဆုံးမှာတော့ဘက်ကိုအနိုင်ယူသွားနိုင်ပါတယ်မြို့ထဲမှာအခြေအနေတွေကဆိုနေရကြောင်းဂျယ်ရီရဲ့ဥဆောင်မှုနဲ့ဒူတို့နှစ်ရက်တို့လည်းဖះเจ้าတစ်ခုစီကိုတွားလိုက်ကြပါတယ်ဂျယ်ရီကတန်ဖီကိုလှမ်းခေါ်လိုက်ပြီးသူတို့တွေရဲ့အကူအညီလိုအကြောင်းပြောပါတယ်တန်ဖီကလည်းကောင်မလေးကတော့အဆင်ပြေပေမဲ့ဟိုအနောက်ကအကြောင်းရွာရောလို့မေးလိုက်ပြီးဂျယ်ရီကလည်းအဲကြောင့်ကသူ့ရဲ့အတိပါလို့ရှင်းမလိုက်တာကြောင့်တက်ဖီလည်းကူညီဖို့ကိုတပေအကုန်လုံးလည်းဖះเจ้าတဲ့ကိုရွတ်လာကြပြီးတက်ဖီကဘာတွေဖြစ်လာတာလဲပြောပါဦးလို့မေးလိုက်ကဂျယ်ရီကပဲသူတို့နောက်ကိုအရန်အိမ်နဲ့နေကြောင်းပြဟောပြပါတယ်အဲ့ဒီအချိန်ပဲဘက်တိုက်နှစ်ကောင်ကဖះเจ้าရွာလာတာကြောင့်ဂျယ်ရီတို့တလဲအမြန်ဆုံးပေးပို့နေလိုက်ရပါတယ်တက်ဖီကအတွက်နဲ့ဂျယ်ရီကိုတနေရာမှာပုံခိုင်းလိုက်ပြီးသူကတော့ရက်ကိုခေါ်ထုတ်သွားကလူစုခွဲလိုက်ကြပါတယ်တော့နက်ဂျယ်ရီတို့က PNG ရဲ့အနောက်မှာဝင်ပုံးတွေကအထဲရောက်ရွလာတဲ့ဘန်နဲ့တိုက်တူကလည်း PN ကိုမြင်တာနဲ့တယောက်တလက်လက်ဆွမ်းပြနေကြပြီးတော့ဂျယ်ရီတို့ကတော့လက်ထောက်ပေါက်ကနေတလစ်ဖြစ်နေကြပါတယ်နောက်ဆုံးပေးရောက်သားပေါင်းပြီးလိုက်တဲ့တန်သိန်းကြောင့်တုံလက်ဂျယ်ရီတို့ကခင်မိုးပေါ်နောက်ဆုံးပြစ်နှစ်ယောက်သားပေါင်းပြီးတီးလိုက်တဲ့တန်သိန်းချောင်းတုံလစ်ဂျယ်ရီတို့ကခေါင်းမိုးပေါ်ကိုဖောက်ထွက်သွားလိုက်ရပြီးကန်ကောင်းကျင်တော့အကျဉ်းလာဖြစ်သွားကကောက်ရိုးတွေတင်ထားတဲ့လဲပေါ်ကိုကျသွားပါတယ်ဂျယ်ရီကလဲပေါ်ကခေါ်ပြတစ်ချောက်ကိုတွေ့သွားပြီးစောနာတွေ့ခဲ့တဲ့တခိုးတွေရဲ့ဟာဆိုတော့ပတ်မိသွားကလမ်းတီးပေးပါတယ်အဲ့ဒီအချိန်မှာပဲရာမနဲ့တက်ဖီရောက်လာပြီးတက်ဖီကတော့ရန်ဖာကိုတယောက်ထဲထားခဲ့ရတာကြောင့်ဂျယ်ရီကိုအပြစ်တင်နေကဂျယ်ရီကတခိုးတွေဟာဘာလဲမှဆိုတာကိုအချက်ပေးလိုက်ပါတယ်ဖုန်ကြီးသားလေးတက်ဖီကတော့အထဲမှာဘသူတော့အေးပဲရှိနေမကောင်းတဲ့အရာတွေနဲ့ပြစ်တဲ့နေရာကိုတော့မလိုက်ချင်ဘူးလို့ပြောလိုက်ပြီးကအကြီးကျင့်ချက်ကြောင့်ဘယ်နေရာမှာနေရေးပြောသွားကအရင်ရေးချုပ်လာလို့ရှိရင်တော့လိုက်ခဲ့ပါမယ်လို့ပြန်ပြောလိုက်ပါတယ်ကျောင်းတခိုးသုံးခေါ်လဲဆိုင်ထဲမှာအေးစစ်စိန်ခိုင်နေကြပါတယ်အဲ့ဒီအချိန်ပဲကစားပွဲတို့အောင်ဆောင်ပြီးဂျေယူနဲ့တက်ဖီကတော့တွက်တဲ့အတူလိုက်ကပ်ပတ်သွားကသူတက်ထားတဲ့အကြနဲ့ကင်းပွင့်နေကအကုန်လုံးရဲ့အာယုံကိုဖတ်ဆက်ပါတယ်အခရက်ကျေးဇူးကြောင့်ပဲကျောင်းတခိုးနဲ့အတူခိုးထားတဲ့စိန်တုံးမျိုးတွေးလိုက်ရကတုံခါနာအောက်က
သွားလိုက်ပြီးဂျေအီနဲ့တက်ပြီးတော့စိန်တုံးကိုပြန်ရအောင်ယူဖို့ကြိုးစားကြပါတယ်နောက်ဆုံးမှာတော့အာယုံမြင်မြင်နဲ့ဂျေကြီးနဲ့တက်ပြီးတော့အုတ်ထုတွေကစိန်တုံးကိုပြန်လဲယူလိုက်ကြပြီးတခိုးတယောက်ရဲ့ကြိုက်တာကြီးကိုမတော်ဆမှပြီးဖွင့်ဆန်းမိတာကြောင့်ကျောင်းတခိုးတွေကလည်းသူတို့ရဲ့စိန်တုံးဝသွားပြီးဆိုတာကိုသိသွားကြပါတယ်တိုမဂျယ်ရီတက်ဖီနဲ့တွတ်တူးကလည်းခေါ်ရမ်းမှပါတဲ့တင်းချိုင်းကိုရွတ်လာကြပြီးအနှဲငယ်ပက်ကြီးနေကြအကောင့်တစ်ခုနဲ့ရုပ်တုပေါ်မှာရှိနေတဲ့စီတော်ကိုတွေ့သွားပါတယ်တို့ဂျယ်ရီတို့ဟာစိန်တုံးကိုသူယူမယ်ငါယူမယ်နဲ့လှဦးနေကြပြီးဂျယ်ရီကပဲရုပ်ထုပေါ်ရောက်သွားကစိန်တုံးကိုမမီမကန်းနဲ့လှမ်းယူဖို့လုပ်နေရပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းတခိုးတွေကဆရာထင်ရတဲ့မြင်စည်းထားတဲ့သူတို့ဘာရောက်လာပြီးဂျယ်ရီမီတဲ့စိန်ယုံကိုဖက်ယူသွားကဂျယ်ရီကလည်းထိုသူရဲ့နောက်ကိုတွဲလောင်းကြီးပါသွားပါတယ်ဂျယ်ရီလည်းထိုသူရဲ့တော့လိုက်ပြီးခဏကြာမှပဲတော့ရောဂျယ်ရီပါနေရာမှာပုတ်ချဂျယ်ရီလည်းထိုသူရဲ့တော့ကိုဆွဲထားလိုက်ပြီးခဏကြာမှပဲတော့ရောဂျယ်ရီပါနေရာမှာပြုတ်ကျပြီးကျန်နေခဲ့ပါတယ်ဒီလိုနဲ့ဂျယ်ရီလည်းတော့နဲ့အတူတွန်တိုးရှိတဲ့နေရာကိုပြန်ရောက်လာလိုက်ပြီးတဖီကတော့စိန်တုံးကိုမရလိုက်ပေမဲ့တခိုးရဲ့အိမ်သွားကိုတော့ရိုက်လိုက်ပြီလို့ပြောနေရက်ကလည်းဖြစ်ချင်တော့ဘယ်ရဲတော့ဆိုတာကိုသူတို့မှမသိတာလို့ပြန်ပြောလိုက်ပါတယ်အဲ့အချိန်မှာပဲရဲတွေရောက်လာတာကြောင့်အကုန်လုံးလဲပုံနေလိုက်ရပြီးရဲတွေထွက်သွားတော့မှတက်ဖီကဒီပုံစံအတိုင်းဆိုရင်တော့ရှောက်လုတ်ခဲ့အိမ်ကိုရောက်တော့မှမဟုတ်ဘူးလို့ပြောနေကြရဘက်ကပဲတခုခုစဉ်းစားမိသွားပြီးသူ့ကိုအခြားလုံအောင်စီကိုလက်မြုပ်ပေးခဲ့တဲ့မိတ်ဆွေဟာဒီနားမှာနေချောင်းနဲ့သူ့စီမှာဆိုရင်တော့လုံခြုံလုပ်ပါတယ်လို့ပြောကနေရထွက်လာလိုက်ကြပါတယ်ဒီလိုနဲ့ပဲ right နဲ့မိတ်ဆွေအိမ်ဝင်လာကြပြီးထိုပါမောက်ခဆိုတဲ့သူကလည်းရွက်ကိုကြီးကြီးဖြစ်ဖြစ်နဲ့အိမ်ထဲဝင်ခွင့်ပေးလိုက်ကဂျယ်ရီတို့၃កောင်ကိုတော့အိမ်မြင်မှာခြံထားခဲ့လိုက်ပါတယ်ဂျယ်ရီတို့ကလည်းအနားမှာရဲတွေရှိနေရကြောင်းမင်းတောင်းတဲ့ကိုဝင်ပုံးနေလိုက်ရကာတုံကတော့တယောက်တည်းအလွတ်လဲကြော်ကြော်ပြီးဖြစ်နေရပါတယ်ဒီအချိန်မင်းဆောင်ထဲမှာရှိနေတဲ့မြင်းတစ်ခေါက်ကိုတွေးလိုက်ရပြီးကာတခိုးဟာအိမ်ထဲမှာပဲဆိုတာကိုသိသွားကြပြီးကိုစိတ်ပူသွားပါတယ်သူဂျယ်ရီနဲ့တက်ပြီးတော့လဲအိမ်သားကိုပြန်ရောက်လာကြပြီးအိမ်ထဲမှာရှိနေတဲ့သူကအပေါက်တွေအကုန်လုံးကိုပြစ်နေတာကြောင့်တိုက်ပိုက်နေရပါတယ်ဒါကြောင့်ပဲဂျယ်ရီကသူ့စီမှာရှိနေတဲ့တော့ကိုတတိယသွားပြီးအဲ့တော့နဲ့ပဲအိမ်တန်ကဖွင့်လှစ်နိုင်ကအထဲကိုဝင်လာလိုက်ကြပါတယ်ဝင်ကြီးမှာနေတွက်တက်ရည်လုံနေတာကြောင့်လူမျိုးဖြစ်သွားပြီးအပေါ်ထက်ကိုတက်ပုံးနေလိုက်ရကအိမ်ရှိမောင်မောင်ကကိုထက်လာလိုက်ပါတယ်ဂျဲကြီးတို့လည်းအပေါ်ဆုံးတစ်ထက်ကိုတက်ပုံးလိုက်ရပါတယ်သုံးကောင်သားတီလေးလို့လာတာကြောင့်အမောဖြေနေကြပြီးအမြဲအလွန်တလွဲကြော်လုံနေတဲ့အတွက်ဒီတစ်ခါမှလည်းမောင်းတစ်ခုကိုတွန်းမိသွားကဒီတစ်ခါမှတော့အလွဲကောင်းကြီးဖြစ်သွားပြီးခေါမိုးတစ်ခုတည်းကနေအကိုခံထားရတဲ့စိတ်နေထွက်လာပါတယ်ဂျယ်ရီကလည်းပန်ကြားခက်ကျဲကြီးတို့တောင်မှတင်စားခေါ်တဲ့စိန်တုံးကြီးကိုပြန်ယူလိုက်ပြီးတဖီးစီကိုပြစ်ပေးလို့ကနေရာကြီးနဲ့သုံးကောင်သားမိခိုးတိုင်ပေါ်ကနေအခန်းထဲပို့ချသွားပြီးစိန်တုံးကိုပါမောက်ခဆိုတဲ့သူကပြန်ယူသွားတာဖြစ်ကတက်ဖီကလည်းအဲ့လူဟာစိန်တုံးကိုပါကဆိုတဲ့သူကပြန်ယူသွားတာဖြစ်ကတန်ဖီကလည်းအဲ့လူဟာလုပ်လို့မရဘူးဆိုတဲ့အကြောင်းကို ref ကိုလှိုင်းပြီးတတိပေးပါတယ်တန်ဖီရဲ့စကားမဆုံးသေးခင်မှာနေမဲ့ကြောက်ခိုးသုံးခွင်ရဲ့ဖမ်းတာကိုခံလိုက်ရတဲ့ရက်ကိုတွေးလိုက်ရပြီးအခြေအနေမကောင်းတာကိုတိသွားကသုံးကောင်တစ်လုံးနဲ့တခါတည်းအဖမ်းခံလိုက်ရပါတယ်တကယ်တမ်းမှာတော့ red ခဲမိတ်ဆွေပါမောက်ခဆိုသူကတခြားသူဟုတ်မနေပဲရှားလောင်ဟုံရဲ့မဟာယံသူတော်ဤမော်ရီယာဒီဖြစ်နေကခြားလောက်ဟိုကိုလည်းတန်းလို့အတူတွေနဲ့အဝေးကိုရောက်အောင်လို့ပို့ထားတာပဲဖြစ်ပါတယ်တက်ဖီကလည်းမင်းတို့လိုချင်တာစိတ်မလားတာဆိုရင်ဆယ်ကိုရပြီး RFF ကိုပြန်ပြီးလွှေးပါလို့ပြောလိုက်ပါတယ်ထက်ဒီကတော့ခဏလေးစောင့်ပါပြီးအကုန်လုံးကိုအပေါ်ဆုံးထက်စီကိုခေါ်သွားလိုက်ပါတယ်တကယ်တမ်းမှာတော့မော်ဒီယာဟာစိန်ယုံခိုးတာဟာအစီအစဉ်တစ်စိတ်ပိုင်းသာဖြစ်ပြီးတော့အဓိကအကြံဟာတာရဖူခိုးဖို့အတွက်ပဲဖြစ်ပါတယ်လက်ရှိမှာသူတွေထွေထားတဲ့ဆက်ကနေတဲ့အချိန်လို့ရှိရင်ຫນွေရဲ့စွမ်းရည်ကိုစော့ယူမှာဖြစ်ပြီးရလာတဲ့စွမ်းရင်းကိုလည်းစိန်တုံးကနေတစိတ်ပိုင်နဲ့ထုတ်လုပ်ကမျိုးအနက်မှာသူတိစိတ်ချထားတဲ့မန်နေကြောင်းအားပေးတဲ့စွမ်းရည်တစ်ခုကိုထုတ်လုပ်နိုင်မှာဖြစ်ပြီးအဲ့ဒီအချိန်ကြာလို့ရှိရင်တေတဖူးကိုခိုးလို့ရပြီပဲဖြစ်ပါတယ်တဖီကပဲမင်းရဲ့အကြံစီကိုချုပ်ကရောက်တာလိမ့်မယ်လို့ပြောပါလိုက်ပြီးမော်ရီယာတီကတော့ဟုတ်လားမင်းတို့ကောင်ကြီးကအခုချိန်ဆိုရင်တော့ချက်တန်ဖီကပဲမင်းရဲ့အကြံစီကိုချုပ်ကကြားကိုတားလိမ့်မယ်လို့ပြောလိုက်ပြီးမော်ရီယာကတော့ဟုတ်လားမင်းတို့ကောင်ကြီးကအခုချိန်ဆိုရင်တော့ခြံထဲမှာရှိနေတဲ့ဂန်းတွေကိုလိုက်ဖမ်းပြီးတော့အလုတ်ရှုပ်တွေလောက်ပြပြီးတော့ပြောလိုက်ကကန်ဆွဲကြိုးကလောကကြီးကိုပြောလိုက်ကစက္ကန့်အထိမှာစိန်တုံးကိုပြန်တက်ပေးလိုက်ပါတယ်တစ်ဖက်မှာလည်းရှားလောက်ဟုတ်ဖမ်းနေရပြီးရှားလောက်ကလည်းတခုခုမားနေပြီဆိုတာကိုစတင်ရိပ်မိလာပါတယ်ဒီအချိန်မှာပဲဒေါက်တာဝက်ပမကြခင်မှာနေချက်တော့မဲ့အကြောင်းနဲ့နေချစ်တာကိုကြည်ဖို့အတွက်နေရာကောင်းတစ်ခုရှိလို့ရှိရင်ကောင်းပါမယ်လို့ယေရှုလိုက်ပါတယ်အဲ့ဒီစကားကြောစကားကြောင့်ပဲရှားလောက်ကိုဟာတခုခုကိုနားလဲသွားပြီးမြို့ထဲမှာမကြတွေ့နေရတဲ့မှန်သည်နေချက်တာတော့ဒီနဲ့စိန်တုံးတွေကိုတွေးကြည့်ပြီးတော့ဖြစ်နိုင်တချို့ကိုတွေးမိသွားကအလန်တကြားနဲ့မြို့ထဲကိုချက်ချင်းပဲပြန်လာပါတယ်မြို့ထဲမှာလဲမိုရီယာဒီဟာလဲပေါ်မှာသူ့ရဲ့လက်နက်နဲ့အတူကိုပါတင်ပြီးတော့ရဲတိုက်ရှိတဲ့နေရာစီကိုသွားနေကနားမှာလဲចောင်းတခိုးနှစ်ကောင်ကအဆင့်ဆင့်ဆောင်နေပါတယ်နေချက်တာနဲ့အိမ်မှာရှိနေတဲ့ចောင်းတခိုးတစ်ကောင်ကစိန်လုံးတွေကိုထုတ်လုပ်လိုက်
ကင်းပဲအားပေးတဲ့စွမ်းရင်းနေတိုက်ခိုက်ချက်ချင်းပဲအားပေးတဲ့စွမ်းရင်းနေတိုက်ခဲရတနာကိုနီကိုပြစ်ထုတ်လိုက်ကဒီတစ်ခေါက်မှလည်းရတနာခန်းကိုစိုက်တို့သားဖောက်ကြတာဖြစ်ပြီးကတော့တန်ယုံမှာဖြစ်ခဲ့တဲ့ကိစ္စအပြီးမှာတော့မှအခုအချိန်ထိအလုထုံးမခံသေးရကြောင်းဝမ်းသာနေပါတယ်ဝမ်းသာလို့မဆုံးသေးခင်မှာနေမဲ့ထိပြစ်တတ်တဲ့ဆွဲအဲကြောင်းနေကိုချသွားပြီးစိုက်ကိုပြီးသွားကအတင်းဆောက်နေတဲ့ကြောက်သွန်းနှစ်ကောင်ရတနာပေးလိုက်ပြီးသူ့ဆက်နဲ့သူတိုက်မိသွားတာကြောင့်ဂျယ်ရီတို့လည်းလှောင်အင်းနဲ့ပြန်ပြီးလွတ်သွားကြပါတယ်တခိုးဟာဂျယ်ရီတို့ကိုပြန်ဖမ်းဖို့လုံနေတာကြောင့်တက်ဖီကပဲကွာနဲ့ပစ်ပြီးတော့အမှောက်သိပ်ပေးလိုက်ရပါတယ်တုံးကလည်းအနီးအနားမှာရှိနေတဲ့ကားတစ်ခုကိုတွေ့သွားပြီးတစ်ခုခုလှုပ်ဖို့အတွက်အကြံရသွားပါတယ်နေချက်တာကလည်းပြီးသွားပြီဖြစ်တာကြောင့်မော်ရီယာတီကလည်းရတနာနဲ့အတူနေရာကနေထွက်ပြေးသွားပြီဖြစ်ပါတယ်ထွက်ပြေးသွားတဲ့မော်ရီယာတီရဲ့နောက်ကိုကြရိုက်တာနဲ့တုံးကလိုက်လာပြီးတုံးရဲ့အပေါ်မှာတော့ဂျဲတက်ဖီကိုလာစင်းဆိုသလိုပဲရှားလောက်ဟိုတော်ထက်ဝင်ရပါအနောက်ကနေလိုက်လာကြပါတယ်အဲ့ဒီအချိန်မှာပဲဗန်းနဲ့ထိပ်ပါရောက်လာကြပြီးဘက်ကကျန်နေသေးရဲ့အကြောင်းတကိုးတစ်ခေါက်ကိုရှင်းပြဖို့လုံနေသူပဲပြန်ခံလိုက်ရပါတယ်ဒီလိုနဲ့အကြောင်းတကိုးလဲတိုက်ဘက်ကိုတိုက်လာကြပြီးဆရာတိုက်ကတော့လက်ချက်နဲ့နေကောင်စလုံးတိုက်မှာသွားကတ်ကုံကြကာဆိုက်ရှိနေတဲ့အခန်းထဲကိုလွတ်ထွက်သွားကြပါတယ်စိုက်ကလည်းသူ့ကိုအကြိမ်ကြိမ်ဒုက္ခပေးနေတဲ့အကြောင်းတကိုးတွေကိုဒီတစ်ချိန်မှာတော့ကောင်းကောင်းကြီးဆုံးမပေးနေပါပြီးတုံထုံးကလည်းခက်ခရဲလိုက်နေရင်းနဲ့နောက်ဆုံးမှာတော့မော်ရီယာတီရဲ့လေရောက်မိသွားပြီးအထဲကိုဝင်သွားလိုက်ကပါတခါတည်းကပေးလိုက်ကြပါတယ်ရက်ကလည်းအခုချွတ်ချင်းပဲမြင်းလေးကိုရက်ပြရမယ်လို့ပြောနေပြီးဂျယ်ရီကချက်ချင်းပဲအရှိကိုထွက်သွားလိုက်ပါတယ်ပြီးတာနဲ့ဂျယ်ရီယာမြင်းလေးကနေတဆင့်မြင်းပေါက်ကိုတက်သွားပြီးမြင်းသိန်းချိုးကိုဖြုတ်ပေးလိုက်ကမကြခင်မှာပဲမြင်းနဲ့မြင်းလဲတစားတိပြောထွက်သွားပါတယ်ပြီးနဲ့ဂျယ်ရီယာမြင်းလေးကနေတဆင့်မြင်းကိုတက်သွားပြီးမြင်းတန်ချိုးကိုဖြုတ်ပေးလိုက်ကမကြခင်မှာပဲမြင်းနဲ့မြင်းလဲတစည်းပုတ်ထွက်သွားပါတယ်အနောက်ကလိုက်လာတဲ့ရှာလောက်ဟောထိုးကလည်းမော်ရီယာတရက်လက်ကိုမိခန်နီးထိဖြစ်သွားပြီးမော်ရီယာကတော့အမြဲတမ်းတကွက်ကြိုပေးနေတဲ့သူဖြစ်ပြီးမြင်းလဲကိုကားများလိုက်ကဆက်ပြီးမောင်းထွက်ပြေးသွားပြန်ပါတယ်ဒီအချိန်မှာတော့ရှာလာဟုံးနဲ့မော်ရီယာလီကိုလည်းပြေးလွှမ်းရေးလှိုင်းရင်ဖမ်းရင်းနဲ့ပဲနောက်ဆုံးမှာတော့ရှော်ဟိုရဲ့လှည့်ရဘေးစစ်ကလိုက်နိုင်သွားပြီးရှာလာဟုံးကတူရဲ့ခေါင်းပေါ်နေတဆင့်မေးသွားရပါတယ်အဲ့ဒီအချိန်မှာပဲမော်ရီယာဒီဟာအနောက်ကနေပေါ်လာပြီးသူ့ရဲ့တိုက်ရိုက်ထဲမှာကြံနေခဲ့တဲ့အစွမ်းတချို့တဲ့သူနဲ့ခတ်လိုက်ကရှာလွန်ဟုံးလဲအသက်တန်ပြန်ပြီးခုခံနေရပါတယ်တွန်းဂျယ်ရီတို့ကလည်းလှဲမှာသူမရှိတော့ကြောင်းနှကောင်သားဝင်ပြီးထိမ့်ပေးနေရပါတယ်ရှာလော့ဟုံးကလည်းလှဲပေးကနေတဆောင်းကြီးဘာသာနေပြီးတနေရာမှာတော့နံရံပိတ်သွားတာကြောင့်တေးတော့မယ်လို့ဖြစ်သွားကရက်ကပဲထားတဲတုံထွက်ဂျယ်ရီတို့ဟာမြင်းလဲကိုရက်ဖို့အတွက်စူးစမ်းနေကြပြီးဘရိတ်တန်ကကျိုးသွားတော့နဲ့ဂျယ်ရီတို့ဟာမြင်းလဲကိုစူးစမ်းနေကြပြီးဘရိတ်တန်ကကျိုးသွားတာကြောင့်လက်ကွန်ဂျယ်ရီနဲ့တက်တို့ခေါက်ကရေထဲကိုမကြသေးခင်မှာအရကဲထုတ်လိုက်နိုင်ပါတယ်ရှားလောက်နဲ့မော်ရီယာတီတို့ကတော့နောက်ကျသွားခဲ့ပြီးလှဲနဲ့အတူမြင့်တဲကိုပြုတ်ကျသွားကအကုန်လုံးကလည်းရှားလောက်ဟုတ်သေးသွားပြီလို့ထင်ကဝမ်းနဲ့နေကြပါတယ်အဲ့ဒီအချိန်မှာပဲငါ့ကိုဆွဲတွေးပေးကြပါဦးဆိုတဲ့အတန်ကိုကြားလိုက်ရတာကြောင့်ဒန်ဝမ်ပစံကဝင်ကြီးလိုက်တဲ့အချိန်မှာတော့တန်တော်မှဒါတွဲလောင်းကြီးဖြစ်နေတဲ့ရှားလုံးဟုံကိုတွေးလိုက်ရပါတယ်အားလုံးလဲရှားလောက်ဟုံကိုပြန်တွေးလိုက်ရတာကြောင့်ဝမ်းသာသွားကြပြီးပြန်ဆွဲတင်မိခဲ့ကြကခိုးခံရတဲ့ယတနာတွေကလည်းတပါးတည်းပြန်လာတာကိုတွေးလိုက်ရပါတယ်ပါတဲ့မြစ်ထဲကိုကျသွားတဲ့မော်ရီယာတီတော့အစီအစဉ်မဖြစ်တာကြောင့်မကြေမနက်ဖြစ်နေမကြခင်မှာပဲလက်အပ်တာကိုခံလိုက်ရပါတယ်ဘက်ကလည်းတူတာမော်ရီယာတီကိုစခန်းမှာပြန်ပြီးအလက်နိုင်လို့ရှိရင်ရာထူးတော့မဲ့အကြောင်းတွေကိုစိတ်ကူးတွေပါတဲ့သူစိတ်ကူးရင်လို့မိသေးခင်ပါမယ်ထိုက်ကတကွက်ကြော်သွားပြီးမော်ရီယာတီကိုရောအကြောင်းတခိုးတော့ဒီကိုပါစခန်းမှာပြန်ပြီးအပ်ဖို့အတွက်ထွက်သွားနေပြီပဲဖြစ်ကဘက်ကိုတော့ဒီတစ်ချိန်မှာတိုင်းနဲ့တွဲပြီးချီထားခဲ့လိုက်ပါတယ်နောက်မှာတော့ရက်လဲမင်္ဂလာပွဲကိုအောင်မြင်နဲ့ကျင်းပနိုင်ပြီးချတော့ဟုတ်တဲ့ဒေါက်တာဝက်ဆန်တို့ကလည်းကွက်ကိုစာဝမ်းတာပေးနေကြပါတယ်မင်္ဂလာပွဲပြီးသွားတာနဲ့တွဲမတွက်ချယ်ရီတို့ဟာရောအောင်ပြတ်ထားပြီးတက်ကုန်တာကြောင့်ဘာသာလေးတက်ပြီးလဲဖះတနေရကာတွဲရီမေတေချာလက်နဲ့